မင်္ဂလာပါရှင်ပျော်ရွှင်စရာနှစ်သက်ခါတာများမှာဒါက Times သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့လွှတ်တော်ဥက္ကဋ္ဌကချင်းလူထုထံနှစ်သက်ကိုအမှားစကားပြောကြားတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်လက်ရှိချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ပြည်နယ် NLD ပါတီဥက္ကဋ္ဌဘူဇော်ဘွိုးကချင်းလူထုထံဟာကာ Times သတင်းဌာနမှတက်ဆက်နှစ်သက်ကိုအမှားစကားပြောကြားခဲ့ပါတယ်ပထမဦးဆုံးအချက်အနေနဲ့ကမ္ဘာတဝန်းနဲ့ချင်းပြည်နယ်မှာလည်းကြုံတွေ့နေတဲ့ COVID-19 ရောဂါကိုတတိထားကြဖို့လိုပါတယ်။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကိုလူတဦးချင်းစီကနေတိတိကျကျလိုက်နာကြဖို့တိုက်တွန်းလိုပါတယ်။ဒုတိယချက်အနေနဲ့ယခုဒေါ်အောင်ဆန်းစုကြည်ကနေချင်းပြည်နယ်တိုးတက်ရေးအတွက်လမ်းပန်းဆက်သွယ်ရေးပညာရေးနဲ့အခြားဖွံ့ဖြိုးရေးလုပ်ငန်းလှုပ်ဆောင်ပေးနေသည့်နဲ့အညီအစိုးရတက်တက်လာမဲ့ကာလတွေမှာလည်းပါတီဖြစ်စေလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်စေဝေဖန်တာမျိုးတွေမဟုတ်ပဲအကြံဉာဏ်ပေးမှုတွေနဲ့အတူတကွပူးပေါင်းကြဖို့တိုက်တွန်းလိုပါတယ်။ဒီလိုလောက်ဆောင်မှသာအခြားတိုင်းနဲ့ပြည်နယ်တွေရဲ့တိုးတက်ဖွံ့ဖြိုးမှုကိုဖိနိုင်မှာဖြစ်တယ်လို့ဘူဇော်ဘွိုးကပြောကြားခဲ့ပါတယ်။ဒါ့အပြင် NLD ပါတီအစိုးရတက်လက်ထက်တွင်ပြည်ရင်းငင်းချမ်းရင်2008ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ Federal ပြည်ထောင်စု2000ရေးအတွက်ပြည်သူလူထုနဲ့ပူးပေါင်းပြီးလှုပ်ဆောင်ကြရန်လည်းတိုက်တွန်းပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီး83နှစ်မြောက်လွတ်လပ်ရေးနေ့၌ဟာခါမြို့ရင်းစိတ်ထူထားတဲ့လွတ်လပ်ရေးကြောက်တိုင်ဖွင့်လှစ်ပွဲအကြောင်းကိုလည်းတင်ပြပေးသွားပါမယ်။ဟာခါမြို့၌ကျပ်ဝေးတန်ပေါင်း60ကုန်ကြနဲ့စိတ်ထူထားတဲ့လွတ်လပ်ရေးကြောက်တိုင်ကိုမြန်မာနိုင်ငံလွတ်လပ်ရေးရရှိတဲ့83နှစ်မြောက်လွတ်လပ်ရေးနေ့တွင်ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ဟာခါမြို့ရင်းစိတ်ထူတဲ့လွတ်လပ်ရေးကြောက်တိုင်ကိုအမင်းပေ85အကျေပေ14ဖြစ်ပြီးကျပ်ဝေးတန်ပေါင်း60ကုန်ကြဖြင့်ဟာခါမြို့ခုစလောဘုံတောင်တွင်လွတ်လပ်ရေးကြောက်တိုင်စိတ်ထူရှင်အပေါ်လမ်းပန်းစစ်တွေပညာရေးကျန်းမာရေးအတွက်အသုံးပြုတဲ့ကြောင်းဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။လွတ်လပ်ရေးကြောက်တိုင်ကအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဗမာလူမျိုးများအပါအဝင်တိုင်းရင်းသားတွေကအသက်သွေးချွေရင်ပြီးလွတ်လပ်ရေးရတာဖြစ်တယ်လို့ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူနဲ့စီပင်နယ်လက်စစ်ဝန်ကြီးဦးစုထက်ကဒါက Times တို့ပြောပြခဲ့ပါတယ်။ဝန်ကြီးဦးစုထက်ကဆက်လက်ပြီးဒီလုပ်ငန်းကစီပင်ဘတ်ဂျက်ထိကနေရတာဖြစ်တယ်။ဟာခါမြို့ပန်းချံအတွက်လည်းဘတ်ဂျက်ငွေထည့်သွင်းပြီးရတာဖြစ်တယ်။ဒီကြောက်တိုင်ကိုလွတ်လပ်ရေးနေ့တို့ပြည်ထောင်စုနေ့တို့ကျင်းပတဲ့အခါလိုအပ်နေပါတယ်။ဒီဘတ်ဂျက်ငွေကအရင်ကတည်းကထည့်သွင်းထားတာမဟုတ်ဘူး2019-2020ဘဏ္ဍာနှစ်မှာလွတ်လပ်ရေးကြောက်တိုင်တိစောက်ဖို့လိုတယ်စောက်လောက်မယ်ပူလျန်နဲ့ဘတ်ဂျက်ငွေတွေနဲ့လွတ်လပ်ရေးကြောက်တိုင်ကိုကျပ်ငွေတန်ပေါင်း90ကုန်ကြဖြင့်တိစောက်မယ်ဒါပြီးတော့ဘန်းတွေစိတ်ဖို့ဘတ်ဂျက်ငွေ17.6တန်းရှိပါတယ်စုစုပေါင်း61.6တန်းရှိတယ်သူများတွေရဲ့အမြင်တွေတော့မတူညီကြဘူးလို့2020ခုနှစ်ဇူလိုင်လတွင် RFA မှတဆင့်ပြောကြားခဲ့ပါတယ်ဤလွတ်လပ်ရေးကြောက်တိုင်ကို2020ခုနှစ်ဇူလိုင်လ1ရက်နေ့မှစ၍ဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီရိမ်မြို့နယ်သွေးထောင်ကျေးရွာတွင်ဇန်နဝါရီလ9ရက်နေ့အထိ lockdown ချထားတဲ့အကြောင်းတွေကိုဆက်လက်တင်ပြပေးသွားပါမယ်။ချင်းပြည်နယ်ဒီရိမ်မြို့နယ်သွေးထောင်ကျေးရွာတွင် COVID-19 ရောဂါကူးစက်သူလူနာတွေ့ရှိထားတဲ့အတွက်2020ဒီဇင်ဘာလ29ရက်နေ့မှစ၍2021ခုနှစ်ဇန်နဝါရီလ9ရက်နေ့အထိ lockdown ချခဲ့ကြောင်းချင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဤထုတ်ပြန်ချက်၌သွေးထောင်ကျေးရွာတွင် COVID-19 ရောဂါတွေ့ရှိလူနာများပြားလာသည့်နှင့်အညီရောဂါတွေ့ရှိသူများနှင့်ဆက်ဆက်တဲ့ဒေသခံလူထုများရှိနေသေးသောကြောင့်သွေးထောင်ကျေးရွာလူထုမိသူမဆိုအပြင်မထွက်ရန်ပြင်ပမှသွေးထောင်ရွာကိုဝင်ရောက်လာခြင်းမပြုရန်နဲ့ထုတ်ပြန်ချက်မလိုက်နာသူများကို operate တိုင်းအရေးယူသွားရန်နဲ့ဤထုတ်ပြန်ချက်အပေါ်လိုအပ်သလိုထုတ်ပြန်ချက်အသစ်များထပ်မံထုတ်မြေဖြစ်ကြောင်းချင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့တာဝန်ရှိသူဒေါက်တာအောင်ဝေဆန်းလက်မှတ်နဲ့ထုတ်ပြန်ထားပါတယ်။ထန်တလန်မြို့တွင်လူ2ဦးထပ်မံ COVID-19 ရောဂါထပ်မံတွေ့ရှိထားတာကြောင့်စီကံပုံမတင်ကျန်စီစဉ်ထားတဲ့အကြောင်းကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်ရှင်။2021ခုနှစ်ဇန်နဝါရီလ2ရက်နေ့၌ထန်တလန်မြို့တွင်လူ2ဦးထပ်မံ COVID-19 ရောဂါထပ်မံတွေ့ရှိနေတာကြောင့်ဇန်နဝါရီလ4ရက်နေ့မှစတင်၍ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံစည်းကမ်းပုံမတင်ကျရန်လှုံ့ဆော်နေကြောင်းစီစဉ်နေကြောင်းသိရပါတယ်။ယခုမန္တလေးမြို့ကနေရောက်ရှိလာကြတဲ့လူ2ဦးထပ်မံယောဂထပ်မံတွေ့ရှိထားတဲ့အတွက်မြို့ပေါ်မှာ mask မတက်ဘဲသွာလာသူစစ်ဆေးမယ်မြို့ပေါ်မှာ mask မတက်ဘဲသွာလာသူတွေကိုအရေးယူသွားမယ်ဒါ့အပြင်ဆိုင်ရှင်ဖြစ်စေဆိုင်ဆောင်တွေက mask မတက်ဘဲဆိုင်ဖွင့်နေရင်ဒီဆိုင်ကိုပိတ်ထားမှာဖြစ်တယ်လို့ထန်တလန်မြို့နယ်အမှတ်1ရပ်ကွက်အုပ်ချုပ်ရေးမှူးဘူဗန်ခလ်ကဟာကာ Times တို့ပြောပြထားပါတယ်။
ထန်တလန်မြို့၌မလေးရှားနိုင်ငံမှာရောက်ရှိလာတဲ့လူတဦးထံမှ COVID-19 ရောဂါတွေ့ရှိရာဈေးရုံတွင်ဆေးကုသမှုခံယူနေပြီးကျန်းမာလာတဲ့အတွက်ဈေးရုံမှဆင်းခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ယခုလူ2ဦးကိုလည်းထန်တလန်မြို့ပြည်သူ့ဈေးရုံတွင်ဆေးကုသနေကြောင်းသိရပြီးလက်ရှိတွင် quarantine ဝင်သူ6ဦးရှိနေကြောင်းသိရှိရပါတယ်ရှင်။နှစ်သက်မှာပျော်ရွှင်ဝမ်းမြောက်ခြင်းများနဲ့ပြည်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။ကျွန်မ Elizabeth ပါ။ဆက်လက်ပြီး2020 Miss Universe မြန်မာပြိုင်ပွဲတွင်ဟာခကိုစားပြုပါဝင်ရှင်ပြိုင်သူသူစာဝင်းလွင်က winner ဆုရရှိခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။2020ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာရန်ကုန်မြို့တွင်ကျင်းပပြုလုပ်သော2020ခုနှစ် Miss Universe မြန်မာ winner ဆုကြီးကိုဟာခလှမဲသူစာဝင်းလွင်ကဆုခုရရှိခဲ့ပါတယ်ရှင်။သူစာဝင်းလွင်ဟာဆိုရင်အသက်22နှစ်ပဲရှိပြီး Miss Universe မြန်မာတွင်ဟာခကိုစားပြုဖြင့် winner ဆုကြီးကိုဆုခုရရှိခဲ့တာဖြစ်ပါတယ်ရှင်။ winner ဆုအပြင် title ဝတ်ဆုများဖြစ်တဲ့ Miss Healthy Skin, Miss Photogenics, Miss Dentist Best, Evening Gown ဆုများကိုရရှိထားပါတယ်။ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe မြန်မာ2013ကိုတော့အလှမဲမှုဆက်ဝိုင်းရရှိပြီးဒုတိယအကြိမ်မြောက် Miss Universe မြန်မာ2014ကိုတော့အလှမဲရှာထွေအိန္ဒရာ2015မှာတော့အလှမဲမေပရနီတော့2026မှာတော့အလှမဲထထထွန်း2017မှာတော့အလှမဲဇွန်တန်စင်နဲ့ Miss Universe မြန်မာ2018ဆုကိုအလှမဲနှင်းသွေးယူအောင်2019မှာတော့အလှမဲဆွေစဉ်ထက်တို့ကရရှိပိုင်ဆိုင်ခဲ့ပါတယ်ချင်းပြည်နယ်အစိုးရအဖွဲ့ချုပ်ဝန်ကြီးချုပ်နေရာအတွက်ချင်းအရက်ဘတ်လူမှုအဖွဲ့အစည်းများမှသဘောထားထုတ်ပြန်ချက်ကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။လာမယ့်ချင်းပြည်နယ်အစိုးရအဖွဲ့ချုပ်ဝန်ကြီးချုပ်နေရာကိုနိုင်ငံရေးစစ်စင်ရေးအုပ်ချုပ်ရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးနောက်ခံအတွေ့အကြုံပြည့်ဝသူပြည်သူ့ကိုယ်စားလှယ်ကိုရွေးချယ်တာဝန်ပေးအပ်နိုင်ရေးထုတ်ပြန်ချက်ကိုချင်းအရက်ဘတ်လူမှုအဖွဲ့အစည်း10ဖွဲ့မှ2020ဒီဇင်ဘာလ28ရက်နေ့တွင်ထုတ်ပြန်ထားခဲ့ကြပါတယ်။ထုတ်ပြန်ချက်စာပိုက်၄ပိုင်းမြောက်တွင်မကြာခင်ဖွဲ့စည်းမဲ့တတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်တက်တန်းချင်းပြည်နယ်အစိုးရဖွဲ့ခေါင်းဆောင်ဝန်ကြီးချုပ်တာဝန်ပေးအရာတွင်ချင်းပြည်နယ်တဝန်လုံးတရားမျှတမှုကိုဖော်ဆောင်နိုင်ပြီးရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအမြင်ရှိသူနေမြေအေးချမ်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဖော်ဆောင်နိုင်ရေးအတွက်အရက်ဘတ်စစ်ဘတ်ညှိနှိုင်းဆောင်ရွက်သူကိုကျိုးစီးပွားကိုဖတ်တွယ်ခြင်းမပြုဘဲမြို့သားအကျိုးစီးပွားအကျိုးပြုစိတ်ဓာတ်ဖြင့်မိသည့်အဖွဲ့အစည်းနဲ့မဆိုအပြုသဘောဆောင်ရွက်နိုင်သူအစိုးရတာဝန်ထမ်းဆောင်စဉ်ကာလအတွင်းနာမည်ပြည့်ရွင်တည်င်းထွက်ပေါ်ခြင်းမရှိသူမြို့နယ်ဒေသကျောသားရင်သားခွဲခြားခြင်းမရှိသူစသည်နဲ့ကိုက်ညီတဲ့ပြည်သူ့ကိုယ်စားလှယ်ကိုသာရွေးချယ်တင်မြှောက်ပေးပါရန်တောင်းဆိုအပ်ပါသည်လို့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ရှင်။ချင်းပြည်နယ်သည်နိုင်ငံအတွင်းစည်းရဲမွေးတည်မှုအမြင့်ဆုံးနေရာတွင်ရှိနေခြင်းဒုတိယအကြိမ်လွှတ်တော်တက်တန်းတခြားချင်းပြည်နယ်အစိုးရအနေဖြင့်စစ်တမ်းရလဒ်တစ်ခုတွင်လက်ပေးလက်ယူမှုအမြင့်ဆုံးတွင်ရှိနေခြင်းပြည်နယ်အတွင်းဘတ်ဂျက်ခွဲဝေရ၌မညီမျှမှုရှိခြင်းကြောင့်ဒေသခံများမကျေနပ်မှုအသံများထွက်ပေါ်လာခြင်းနဲ့အစိုးရတင်ဒါခွဲဝေမှုမှာလည်းတရားမျှတမှုမရှိကြောင်းသတင်းများထွက်ပေါ်နေခြင်းတို့မှာအစိုးရအဖွဲ့ခေါင်းဆောင်ရဲ့စီမံခန့်ခွဲမှုအားနည်းမှုကြောင့်ဖြစ်ပြီးနောက်ဖွဲ့စည်းမဲ့အစိုးရတွင်အထက်ပါအပိုက်၄ပါအရေးချင်းများနဲ့ပြည်စုံသူကိုသာတာဝန်ပေးအပ်တင်မှာကြောင့်ချင်းအရက်ဘတ်လူမှုအဖွဲ့အစည်းများမှာသဘောထားထုတ်ပြန်အပ်ပါသည်လို့ထုတ်ပြန်ချက်အပိုက်9တွင်ရေးသားထားတာတွေ့ရပါတယ်ရှင်။ထုတ်ပြန်ထားတဲ့အဖွဲ့အစည်းများကတော့ Kumi Youth Association KYA, Kumi Youth Association Yangon KYAY, Third Eye Organization, Vabuk Organization, တောင်စလက်လူငယ်အဖွဲ့ Cho Women Organization, Matu Association, Matu Social Development Organization, Center Chin Youth Organization Minda, Chin Youth Organization Kampalat, Chin MATA တို့ပဲဖြစ်ကြပါတယ်ရှင်။ကျမတို့ရဲ့ The Hackathon မြန်မာဘာသာစီစဉ်ကိုဒီလောက်နေပဲအဆုံးသတ်ပါမယ်ရှင်။ The Hackathon မြန်မာဘာသာစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်ကြီးများရှင်။နေ့တရမင်္ဂလာပေါင်းနဲ့ခညောင်းကြပြီးကိုယ်စိတ်နှပြချမ်းသာရှင်လန်းကြပါစေရှင်။ကျမ Esther ပါ။